အရင်နှစ်ကတင်ဆက်ပေးသွားခဲ့တဲ့အကြောင်းအရာအရဆိုရင်မြန်မာနိုင်ငံမှာလှုပ်ရှားနေတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း40ကျော်ရှိတာကိုတွေ့ရမှာပါဒီလိုအဖွဲ့များစွာမှာစစ်တင်အင်အားဘယ်လောက်ရှိလဲဆိုတာဟာစိတ်ဝင်စားစရာပါပဲအဲ့ဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့မြန်မာနိုင်ငံတွင်းကတိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့စစ်တင်အင်အားအကြောင်းကိုတင်ဆက်ပေးသွားမှာပါတိုင်းသားလက်နက်ကိုင်အဖွဲ့တွေဟာတစ်ဖွဲ့နဲ့တစ်ဖွဲ့တပ်ရင်တပ်ဖွဲ့ဖွဲ့စည်းမှုပုံစံတွေမတူညီကြပါဘူးတိုင်းသားလက်နက်ကိုင်အဖွဲ့တော်တော်များများကသူတို့ရဲ့တပ်အင်အားကိုတရားဝင်ဖော်ပြလိမ့်မရှိပဲတပ်အင်အားကိုဖော်ပြတဲ့နေရာမှာလည်းအမှန်တကယ်တရှိရဲ့အင်အားထက်အဆများစွာပိုပိုတတဖော်ပြလိရှိတဲ့အပြင်စစ်ရင်ဆိုင်နေတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေမှာစစ်အင်အားတည်ငြိမ်မှုမရှိတာကြောင့်တိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့စစ်တီအင်အားကိုဖော်ပြတဲ့အခါရရှိနိုင်တဲ့သတင်းအချက်အလက်အဖုံဖုံကိုကောက်နှုတ်စည်းစစ်ပြီးနီးစပ်ဆုံးအင်အားကိုသာခန့်မှန်းဖော်ပြလို့ရနိုင်ပါတယ်။တိုင်းသားလက်နက်ကိုင်အဖွဲ့တွေထဲကနေမြေစုမှုများပြတဲ့အဖွဲ့တွေနဲ့အုပ်ချုပ်ရေးရန်တရားကိုဖော်ဆောင်နေတဲ့အဖွဲ့တွေမှာတပ်ခတ်ရေးတပ်တွေထဲကအင်အားတချို့ကိုရဲတပ်ဖွဲ့နဲ့ဌာနဆိုင်ရာတွေစီရွှေ့ပြောင်းပေးထားရလိမ့်ရှိပါတယ်။ဒီနေ့ဗီဒီယိုမှာဖော်ပြပေးရမယ့်စစ်တီအင်အားတွေဆိုတာကတော့တပ်အင်အားတည်တံ့တာဖြစ်တာကြောင့်လက်နက်ကိုင်အဖွဲ့တွေရဲ့ရဲအင်အားနဲ့အခြားဌာနဆိုင်ရာအင်အားတွေကိုထည့်သွင်းဖော်ပြသွားမှာမဟုတ်ပါဘူး။တိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့လက်နက်ကိုင်တပ်တွေမှာအများတဲ့အင်အားနဲ့အရန်အင်အားဆိုပြီးရေဘူးအဖြစ်အင်အားနှမျိုးခွဲခြားနိုင်ပြီးမှအများတဲ့အင်အားမှာတော့အထူးထိပ်တိုင်းတပ်ခတ်ရေးတပ်တွေဖြစ်ကြတဲ့အမျိုးတွေစစ်တီတွေနဲ့စစ်မျက်နှာအသီးသီးမှာတာဝန်ထမ်းဆောင်နေတဲ့အများတန်းတပ်သားတွေပါဝင်ပါတယ်။အရန်အင်အားမှာတော့စစ်မှုထမ်းဥပဒေအရစစ်တင်တန်းတက်ပြီးတပ်ဖွဲ့ဝင်အဖြစ်သတ်မှတ်ခံထားရပေမဲ့အချိန်ပြည့်စစ်မှုထမ်းမနေရပဲပုံမှန်အချိန်တွေမှာကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ကြပြီးစင့်ခေါ်ချိန်မှသာစစ်မှုထမ်းရတဲ့ဂတိကဝတ်စစ်တီတွေနဲ့ဒေတာအသီးသီးကဒေတာခံတွေနဲ့ဒေတာအလျောက်ဖွဲ့စည်းထားတဲ့ဒေတာကာကွယ်တပ်ဖွဲ့ဝင်တွေအပြင်ပြည်သူစစ်တွေပါဝင်ပါတယ်။ညာတော့အဖြစ်တိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့တပ်အင်အား90ရာခိုင်နှုန်းဟာဂတိကဝတ်စစ်တီတွေဖြစ်လေရှိပြီးဒေတာကာကွယ်တပ်အင်အား10ရာခိုင်နှုန်းရှိပါတယ်။အဲဒါကြောင့်စစ်ကာလမဟုတ်တဲ့အချိန်တွေမှာလက်နက်ကိုင်အဖွဲ့တွေရဲ့တာဝန်ထမ်းဆောင်နေတဲ့ပုံမှန်အင်အားဟာတပ်အင်အားရဲ့40ရာခိုင်နှုန်းဟာရှိလေရှိပါတယ်။တပ်ဖွဲ့စည်းမှုပုံစံမှာတော့တပ်မဟာတပ်မတပ်ဖွဲ့တပ်ရင်းပုံစံရှိသလိုစစ်တိုင်းစစ်ဒေသတပ်နယ်ဗျူဟာတပ်ရင်းပုံစံတွေလည်းရှိပါတယ်။တိုင်းသားလက်နက်ကိုင်အဖွဲ့တွေတဲ့ဩဇာအကြီးဆုံးဖြစ်တဲ့ဝပြည်တွေးစစ်ညီညွတ်ရေးပါတီရဲ့ဝပြည်တွေးစစ်ညီညွတ်ရေးတပ်မတော် UWSA မှာတော့တပ်အင်အား3000ကနေ4000တိရှိနိုင်တယ်လို့ဖော်ပြကြပါတယ်။ UWSA မှာပန်ဆန်းဗဟိုပြုဝဒေတာမြောက်ပိုင်းစစ်ဒေသနဲ့တစ်ခွန်တစ်စစ်ဒေသတောင်ပိုင်းစစ်ဒေသဆိုပြီးစစ်ဒေသနှစ်ခုရှိပါတယ်။ပန်ဆန်းဗဟိုပြုစစ်ဒေသလက်အောက်မှာတော့318 418 618နဲ့468ဆိုပြီးတပ်မဟာ၄ခုဖွဲ့စည်းထားပြီးဒေသကာကွယ်ရေးတပ်ပြည်သူ့စစ်တပ်မဟာ2ခုကိုလည်းဖွဲ့စည်းထားပါတယ်။ပန်ဆန်းဗဟိုပြုစစ်ဒေသလက်အောက်ခံတပ်မဟာ2ခုစီတိုင်းမှာတပ်ရင်းစင်ရင်ကနေ12ရင်းထိဖွဲ့စည်းထားပြီးမှဖွဲ့စည်းပုံပြည့်တဲ့တပ်ရင်းတရင်မှာတော့တပ်အင်အား300ကျော်ရှိပါတယ်။အဲဒါကြောင့်တပ်မဟာတစ်ခုမှာတပ်အင်အား3000ကနေ4000ထိရှိနိုင်ပြီးစစ်ဒေသတစ်ခုလုံးမှာတော့တပ်အင်အား18000ကနေ24000ဝန်းကျင်ထိရှိနိုင်ပါတယ်။တစ်ခွန်တစ်စစ်ဒေသလက်အောက်မှာတော့ခွန်ခွန်နဲ့ခွန်ခွန်9ခွန်ခွန်8နှစ်၄8 913နဲ့ခွန်တစ်3ဆိုပြီးတပ်မဟာ6ခုဖွဲ့စည်းထားပါတယ်။တပ်မဟာခွန်တစ်3ကလွဲရင်တစ်ခွန်တစ်စစ်ဒေသလက်အောက်ခံတပ်မဟာတိုင်းမှာတပ်ရင်း6ရင်းစီရှိတာကြောင့်တစ်ခွန်တစ်စစ်ဒေသလက်အောက်ခံတပ်မဟာတိုင်းမှာစစ်တီအင်အား2000ဝန်းကျင်ရှိနေနိုင်ပါတယ်။တစ်ခွန်တစ်စစ်ဒေသနယ်မြေအတွင်းမှာမလှုပ်ရှားတဲ့တစ်ခွန်တစ်စစ်ဒေသလက်အောက်ခံတပ်မဟာတစ်ခုဖြစ်တဲ့ခွန်တစ်3တပ်မဟာရဲ့ဖွဲ့စည်းပုံကတော့ဒီထက်ပိုပြီးကျယ်ပြန့်နိုင်ပါတယ်။အဲဒါကြောင့်တစ်ခွန်တစ်စစ်ဒေသတစ်ခုလုံးရဲ့စစ်တီအင်အားဟာ12000ကနေ1000ခွဲထိရှိနိုင်ပါတယ်။ဒါအပြင်စစ်ဒေသလက်အောက်ခံတွေမဟုတ်ပဲပန်ဆန်းဌာနချုပ်ကနေတိုက်ရိုက်ကုတ်ခဲ့တဲ့အထူးတပ်အင်အားတချို့လည်းရှိပါတယ်။အရှိမဖော်ပြခဲ့တဲ့အများတန်းအင်အားတွက်ချက်ပုံနဲ့တွေ့ရင်တော့ UWSA မှာအတင်းတက်ခိုင်နိုင်တဲ့စစ်တီအင်အားဟာ12000ကနေ16000ထိရှိနေနိုင်ပါတယ်။ UWSA ပြီးရင်ဖွဲ့စည်းမှုပုံစံမှာစနစ်အကျဆုံးလို့ဖော်ပြကြတဲ့အာရခတပ်တော်မှာတော့တပ်အင်အား3000ကျော်ရှိရလို့ဖော်ပြကြပါတယ်။အာရခတပ်တော်ဟာသူ့ရဲ့စစ်ရေးတည်င်းအချက်လက်တွေကိုလျှို့ဝှက်ထားလေးရှိပါတယ်။သိရှိရတဲ့အချက်လက်တွေအရဆိုရင်အာရခတပ်တော်မှာအလဖာ1အလဖာ2အလဖာ3ဘီတာ1ဘီတာ2နိုဗာ1နိုဗာ2နိုဗာ3နဲ့မီနဂါစစ်ဒေတာဆိုပြီးစစ်ဒေတာ6ခုရှိပါတယ်။လက်ရှိမှာတော့အာရခတပ်တော်ဟာစစ်ရင်ဆိုင်နေတဲ့ကာလဖြစ်တာကြောင့်တပ်အင်အား3000ကျော်ထက်က2000ကျော်ဝန်းကျင်ဟာအသင့်အနေထားမှာရှိနေတယ်လို့ယူဆလို့ရပြီးအာရခတပ်တော်အနေနဲ့စစ်ရင်ဆိုင်ဖို့မလိုတဲ့အခြေအနေမှာတော့တပ်အင်အား12000လောက်ဟာအသင့်အနေထားမှာရှိနေနိုင်ပါတယ်။ရခိုင်ပြည်တွင်းကနောက်ထပ်ရခိုင်လက်နက်ကိုင်တပ်တွေဖြစ်တဲ့ရခိုင်လွတ်မြောက်ရေးတပ်မှာတော့တပ်အင်အား100ဝန်းကျင်သာရှိပြီးရခိုင်ပြည်အမျိုးသားကောင်စီရဲ့လက်နက်ကိုင်တပ်ဖြစ်တဲ့ကရင်ပြည်အခြေစိုက်ရခိုင်ပြည်တပ်မတော်မှာတော့အင်အား350ကျော်ရှိပါတယ်။ရခိုင်ပြည်မြောက်ပိုင်းကရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ရခိုင်ရိုဟင်ဂျာလွတ်မြောက်ရေးတပ်အာဆာမှာတော့တပ်အင်အား9000ကျော်ရှိရလို့ဖော်ပြထားပြီးရိုဟင်ဂျာကြက်ခိုင်ရေးတပ် RSO မှာလည်းတပ်အင်အား9000ဝန်းကျင်ရှိရလို့ဖော်ပြထားပါတယ်။ဒါပေမဲ့အဲ့ဒီတပ်နှစ်ခုလုံးရဲ့စစ်တီအင်အားတွေက90ရာခိုင်နှုန်းလောက်ဟာဒုက္ခတွေအပြည့်ခံယူထားပြီးမှဒုက္ခတွေစကန်တွေမှာနေထိုင်ကြတဲ့ဒုက္ခတွေပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်အဲ့ဒီတပ်တွေရဲ့လက်တွေ့တက်ခိုင်နေတဲ့တပ်အင်အားဟာ900နဲ့1000ကြားတာရှိပါတယ်။ဒါ့အပြင်2020ရွေးကောက်ပွဲကာလမှာနိုင်ငံရေးကစားကွက်ကြောင်းရုပ်ချဖွဲ့စည်းလိုက်ရတဲ့ရခိုင်ရိုဟင်ဂျာတပ်မတော် ARA နဲ့ရိုဟင်ဂျာအစ္စလမ်တပ်ဦး RM တို့ကတော့အယောက်50ဝန်းကျင်နဲ့ဓမြကိုင်းတာဖွဲ့စည်းရတဲ့အဖွဲ့အစည်းတွေဖြစ်ပါတယ်။
တိုင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွေကတခုဖြစ်တဲ့ကချင်လွတ်လပ်ရေးတပ်မတော်မှာလည်းစစ်တီအင်အား1000ခွဲနဲ့2000တိရှိရလို့ဖော်ပြကြပါတယ်။ KIA တပ်မှာအရှေ့ပိုင်းတိုင်း၊အနောက်ပိုင်းတိုင်း၊မြောက်ပိုင်းတိုင်းနဲ့တောင်ပိုင်းတိုင်းဆိုပြီးစစ်တိုင်းကြီး၄ခုခွဲခြားထားပြီးမှကချင်ပြည်နယ်အခြေစိုက်မြောက်ပိုင်းတိုင်း၊အနောက်ပိုင်းတိုင်းနဲ့အရှေ့ပိုင်းတိုင်းတို့မှာတပ်မဟာ9ခုဖြန့်ကျက်ထားပြီးချင်းပြည်နယ်မြောက်ပိုင်းအခြေစိုက်တောင်ပိုင်းတိုင်းမှာတော့တပ်မဟာ4ခုဖြန့်ကျက်ထားပါတယ်။ဒါ့အပြင်ဌာနချုပ်ကတိုက်ရိုက်ကုတ်ခဲ့တဲ့တပ်မ2ခုနဲ့တပ်ဖွဲ့တစ်ခုလည်းရှိပြီးတပ်တစ်ခုလုံးမှာတော့အထူးတပ်ရင်တွေအပါအဝင်စုစုပေါင်းတပ်ရင်59ရင်ရှိရလို့ဆိုကြပါတယ်။ဒါ့အပြင်ဒေတာအလိုက်ကချင်လူမျိုးတွေနဲ့ဖွဲ့စည်းထားတဲ့ကြီးရွာကာကွယ်ရေးတပ်ဖွဲ့နဲ့တိုက်နယ်ကာကွယ်ရေးတပ်ဖွဲ့လည်းရှိပြီးတပ်အင်အားအလုံးပေါင်းဟာ1000ခွဲနဲ့2000တိရှိရလို့ဖော်ပြကြပါတယ်။အဲဒါကြောင့် KIA ရဲ့အများတန်းတပ်အင်အားဟာ6000ကနေ9000ဝန်းကျင်ရှိနေနိုင်ပါတယ်။ကချင်ပြည်နယ်တောင်ပိုင်းရှမ်းပြည်ဒေသကရှမ်းပြည်အမျိုးသားတပ်မတော် SNA မှာတော့တပ်အင်အား9000ဝန်းကျင်ရှိပြီးအများတန်းအင်အားဟာ2000ဝန်းကျင်ရှိနေနိုင်ပါတယ်။ရှမ်းတပ်တွေဖြစ်ကြတဲ့ RCSS SSA နဲ့ SSPP SSA တို့မှာတော့တပ်အင်အား1000ကနေ1000ခွဲအထိအသီးသီးရှိကြပြီးအများတန်းအင်အား6000ဝန်းကျင်စီရှိကြပါတယ်။မိုင်းလာအဖွဲ့ NDAA ESS မှာတော့တပ်မဟာ4ခုရှိပြီးမှအများတန်းအင်အား6000ဝန်းကျင်ရှိပါတယ်။တောင်သက် TNL မှာတော့တပ်မဟာ9ခုရှိပြီးတပ်မဟာတစ်ခုစီတိုင်းမှာတပ်ရင်9စီရှိပေမဲ့ TNL ရဲ့တပ်ရင်တွေဟာတပ်ရင်ဖွဲ့စည်းပုံမပြည့်မီပဲတပ်အင်အား100ကျော်နဲ့150ဝန်းကျင်သာရှိပါတယ်။အဲဒါကြောင့် TNL ရဲ့တပ်အင်အားဟာ9000ကနေ6000ဝန်းကျင်သာရှိပါတယ်။စစ်ရင်ဆိုင်နေခြင်းမဟုတ်ပဲတိုက်ပွဲတွေမရှိချိန်မှာဆိုရင်တော့အသင့်အင်အား2000ဝန်းကျင်သာရှိနိုင်ပါတယ်။ကိုကန့်တပ် MNDAA မှာတော့111 311 511 611ဆိုပြီးတပ်မဟာ4ခုဖွဲ့စည်းထားပြီးတပ်မဟာတစ်ခုစီတိုင်းမှာတပ်ရင်9ရင်ကနေ9ရင်ထိရှိပါတယ်။စုစုပေါင်းတပ်အင်အား8000ကျော်ထိရှိနိုင်ပြီးအမြဲတမ်းအင်အား3000ကျော်ရှိနိုင်ပါတယ်။အိုးပြည်သူစစ်တို့ခေါ်ဆိုကြတဲ့ PNO-PNA မှာတော့တင်တန်းပေးပြီးတဲ့အဖွဲ့ဝင်4000ကျော်ရှိရလို့ PNO-PNA ခေါင်းဆောင်တွေကဆိုကြပေမဲ့လက်တွေ့မှာတော့အသင့်အနေထားနဲ့တာဝန်ထမ်းဆောင်နိုင်တဲ့စစ်တီအင်အားဟာ4000ဝန်းကျင်သာရှိပါတယ်။ပို့အမျိုးသားကာကွယ်ရေးတပ် PNDF မှာလည်းစစ်တီအင်အား1000လောက်သာရှိပြီးရလာလာဖလို့ခေါ်တဲ့ရှမ်းပြည်နယ်လူမျိုးပေါင်းစုံလွတ်မြောက်ရေးဖွဲ့ SSNPL တို့မှာတော့တပ်အင်အားမရှိတော့ပါဘူး။ဒါ့အပြင်ပို့အမျိုးသားလွတ်မြောက်ရေးတပ် PNL မှာလည်းတပ်အင်အား900ဝန်းကျင်သာရှိပါတယ်။ဒနုလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ဒနုပြည်သူလွတ်မြောက်ရေးတပ် TPL မှာလည်းတပ်အင်အား2000ဝန်းကျင်သာကျန်ရှိပါတယ်။စကိုင်းတိုင်းနာဂဒေတာမှာလှုပ်ရှားတဲ့နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကပလန်အဖွဲ့ရဲ့အင်အားကတော့1000ဝန်းကျင်ရှိပြီးအများနဲ့အင်အားအနည်းငယ်သာရှိပါတယ်။ချင်းပြည်နယ်ကကူကီရှင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ကူကီအမျိုးသားတပ်မတော်မြန်မာပြည် KNA ဘာမာကူကီပြည်တွေးစီရေးတပ်မတော် UKSA နဲ့ဇိုမီလက်နက်ကိုင်အဖွဲ့ဇိုမီတော်လိုင်းတပ်မတော်အရှေ့ပိုင်းတိုင်း ZREC တို့ဟာလည်းအလားတူပဲတပ်အင်အား1000ဝန်းကျင်နဲ့အများနဲ့အင်အား900ဝန်းကျင်သာရှိကြပါတယ်။ချင်းလက်နက်ကိုင်အဖွဲ့တွေကချင်းမျိုးသားတပ်မတော် CNA မှာတော့တပ်အင်အား9000ဝန်းကျင်ရှိပြီးချင်းမျိုးသားကာကွယ်ရေးတပ် CNDF မှာတော့တပ်အင်အား2000ဝန်းကျင်ရှိပါတယ်။ဒီတပ်နှစ်ခုရဲ့ဥဆောင်မှုအောက်မှာလှုပ်ရှားနေတဲ့ချင်းပြည်ကာကွယ်ရေးတပ် CDF အဖွဲ့များစွာရှိပြီးမှအဲ့ဒီအဖွဲ့တွေရဲ့စုစုပေါင်းအင်အားဟာ3000ဝန်းကျင်ရှိနိုင်ပါတယ်။ကယားပြည်နယ်အခြေစိုက်လက်နက်ကိုင်တပ်တွေထဲကကယန်းအမျိုးသားတပ်မတော် KNA ကရင်ပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် KPLA နဲ့ကယန်းပြည်ဒေသတပ်မတော် KNL တို့မှာတော့တပ်အင်အား1000ဝန်းကျင်စီရှိကြပါတယ်။ကရင်တပ်တွေထဲကတမိုင်းစင်လာအကြီးဆုံးတပ်ဖြစ်တဲ့ကရင်တပ်မတော် KA မှာတော့တပ်အင်အား9000ဝန်းကျင်ရှိပြီးကရင်အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF မှာတော့တပ်အင်အား1000ဝန်းကျင်ရှိပါတယ်။မွန်လက်နက်ကိုင်တပ်တွေဖြစ်ကြတဲ့ရာမညမွန်တပ်မတော် RMA နဲ့မွန်မျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA တို့မှာတော့တပ်အင်အား1500စီရှိကြပါတယ်။ကရင်လက်နက်ကိုင်အဖွဲ့တွေကကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ငြိမ်းချမ်းရေးကောင်စီ KNLA-PC ကတော့တပ်အင်အား1000ကျော်ရှိပြီးဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA မှာတော့အဖွဲ့ဝင်1500ဝန်းကျင်ရှိပါတယ်။ဘူစောနယ်သားများရဲ့ကော်တူးလီတပ်မတော်မှာလည်းတပ်အင်အား2000ကျော်ရှိပါတယ်။ KNU လက်အောက်ခံတပ်တစ်ခုတည်းကတစ်ခုဖြစ်တဲ့ KNDO တပ်မှာတော့တပ်အင်အား2000ဝန်းကျင်ရှိပြီး KNLA တပ်မှာတော့တပ်အင်အား9000ဝန်းကျင်ရှိပါတယ်။ကရင်လက်နက်ကိုင်တပ်တွေထဲမှာစစ်တီအင်အားအတောင်တင်ဆုံးကတော့စောချစ်သူရဲ့ကရင်အမျိုးသားတပ် KNA ပါပဲ။စောချစ်သူရဲ့ KNA မှာစစ်ဒေတာ4ခုရှိပြီးစစ်ဒေတာတွေရဲ့အောက်မှာတော့စစ်ဗျူဟာ9ခုနဲ့တပ်ရင်60ရှိပြီးတပ်အင်အား1000အထက်ရှိရလို့ဆိုကြပါတယ်။ကရင်ဒေတာကကရင်လက်နက်ကိုင်အဖွဲ့တော်တော်များများဟာအများတဲ့အင်အားအနည်းငယ်သာရှိလေရှိပြီး DKBA လိုတပ်မှာဆိုရင်စီးပွားရေးအခွင့်အလမ်းတွေကြောင့်တပ်ဖွဲ့တွေဝင်ရောက်ထားတာတွေအများပြားရှိပါတယ်။စောချစ်သူရဲ့ KNA တပ်ကတော့အဖွဲ့ဝင်တွေကိုလစာအများပြားနဲ့9ရက်နိုင်တာကြောင့်တပ်ဖွဲ့ဝင်အရေးအတွက်များပြားနေတာဖြစ်ပါတယ်။အားလုံးကိုခြုံငုံကြည့်ရှုမယ်ဆိုရင်တော့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေရဲ့စစ်တီအင်အားစုစုပေါင်းဟာ2သိန်းအထက်ရှိပါတယ်။ဒီအင်အားဟာ2021ခုနှစ်နဲ့2025ခုနှစ်အတွင်းမှာအစမတန်တိုးပွားလာခဲ့ရဖြစ်ပြီးလွန်ခဲ့တဲ့9နှစ်ကျော်ကာလတုန်းကတော့တိုင်းဒေသလက်နက်ကိုင်တပ်အားလုံးပေါင်းအင်အားဟာ3သိန်းဝန်းကျင်တော့ပြည့်ချင်မှာပြည့်မှာပါ။တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေရဲ့လက်ရှိစစ်တီအင်အားဟာမြန်မာတပ်မတော်လက်ရှိစစ်တီအင်အားရဲ့ထက်ဝက်တာရှိပါတယ်။ဒါအပြင်ဒီခက်မှန်အင်အား2သိန်းကျော်မှာထက်ဝက်လောက်ဟာမြန်မာအစိုးရနဲ့ငြိမ်းချမ်းရေးတည်ဆောက်ထားတဲ့တပ်တွေရဲ့အင်အားဒါမှမဟုတ်မြန်မာတပ်မတော်လက်အောက်ခံတပ်တွေဖြစ်ကြပါတယ်။ဆိုလိုတဲ့ဘောကအစိုးရနဲ့အစိုးရတပ်တွေကိုစန့်ကျင်နေတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေဟာစုစုပေါင်းစစ်တီအင်အား3သိန်းကျော်တာရှိတဲ့အဖွဲ့တွေဖြစ်ပြီးမှတပ်အချင်းချင်းလည်းမတည့်ကြပဲမခိုင်မာတဲ့မဟာမိတ်ပတ်သက်မှုတွေရှိကြတဲ့အပြင်လက်နက်ခဲအင်အားမှာလည်းတပ်မတော်ထက်အစမတန်အားနည်းလာပါတယ်။
ဒါတော့မှပဲဒီလက်နက်ကိုင်အဖွဲ့တွေဟာမြန်မာနိုင်ငံရဲ့နေရာဒေသအတော်များများကိုထိန်းချုပ်ထားနိုင်နေသေးပါပဲမဖြစ်နိုင်တာတော့တေချာပေမဲ့အကယ်၍ဒီတိုင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးသာတက်တစ်ခုတည်းအဖြစ်တစုတစည်းတည်းပေါင်းစည်းသွားမယ်ဆိုရင်မြန်မာနိုင်ငံတစ်ခုလုံးကိုသိမ်းပိုက်နိုင်တဲ့အလားအလာရှိပါတယ်ဒါပေမဲ့မဖြစ်လာနိုင်ဘူးလို့ပဲထင်မြင်ယူဆမိပါတယ်အခုကြည့်ရှုနားထောင်သူတွေအနေနဲ့ရောဒီကိစ္စကိုဘယ်လိုသဘောရပါသလဲကွန်မန့်မှာရေးပေးသွားစေချင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်